လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်အယုဒ္ဓယခေတ်တုန်းကထိုင်းနိုင်ငံတောင်ပိုင်းကမြို့လေးတစ်မြို့မှာနိုင်ဟူနဲ့နန်းကျန်လို့ခေါ်တဲ့လင်မယား2ယောက်ရှိခဲ့ပါတယ်။သူတို့ဟာတထေးတစ်ယောက်ရဲ့ခြံထဲမှာခိုကပ်နေထိုင်ပြီးအလောက်ကျွေးပြုတ်နေရတဲ့အလွန်ဆင်းရဲတဲ့လယ်သမားလင်မယားတွေပါ။သားသမီးမထွန်းကားပဲနေလာခဲ့ကြရမှာမထင်မှတ်ပဲနန်းကျန်မှာကိုဝင်ရှိလာပါတော့တယ်။သားလေးကိုမွေးဖွားတဲ့နေ့မှာတော့ထူးထူးခြားခြားပဲကောင်းကင်ယံတစ်ခုလုံးမှာမိုးချိန်းတန်တွေမိုးကြိုးပြစ်တန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။မိဘနှစ်ပါးဟာဒီသားလေးကိုဖိုးသားလို့အဓိပ္ပာယ်ရတယ်ပူးလို့နာမည်ပေးခဲ့ကြပါတယ်။ကလေးမွေးပြီးတိတ်မကြခင်မှာပဲမိဘနှစ်ပါးဟာတထည့်ရဲ့လယ်ကွင်းထဲမှာစပားရိတ်ဖို့သွားရပါတယ်။ကလေးလေးကိုတော့လယ်ကွင်းနားကတစ်ပင်နှစ်ပင်ကြားမှာပကတ်ဆင်ပြီးတိတ်ထားခဲ့ပါတယ်။သူတို့လင်မယား2ယောက်စပားရိတ်နေရင်သားလေးစီကိုခဏခဏလှမ်းကြည့်တတ်ကြပါတယ်။ဒါပေမဲ့တခါလှမ်းအကြည့်မှာတော့သူတို့ရင်ထဲဒိန်းငင်းလေးဖြစ်သွားပါတော့တယ်။အဲ့ဒါကတော့အလွန်ကြီးမားတဲ့မွေးဟောက်ကြီးတစ်ကောင်ဟာသားလေးရဲ့ပကတ်ကိုရစ်ပတ်ထားတာကိုတွေ့လိုက်ရလို့ပါပဲ။မိဘနှစ်ပါးဟာလမ်းဖြန့်အော်ဟစ်ပြီးကလေးစီကိုပြေးသွားသလိုရွာသားတွေလည်းဝိုင်းအောင်ကြည့်လာကြပါတယ်။မွေကြီးဟာလူတွေကိုမြင်တော့ပပြင်းကြီးထောင်ပြီးရံမုံမဲ့ပုံစံပြုလုပ်နေတာကြောင့်ဘယ်သူမှပကတ်အနာကိုမကတ်ရဲကြပါဘူး။ဒါပေမဲ့စိတ်ထားဖြူစင်တဲ့မိဘနှစ်ပါးဟာဒီမွေကြီးကသားလေးကိုအခုထိအန်နီယံမပြုတ်တာကိုသတိထားမိသွားကြပါတယ်။ဒါဟာနန်းနမိတ်တစ်ခုခုဖြစ်နိုင်တယ်လို့ယူဆပြီးပန်းတွေစပနံတွေနဲ့မွေကြီးကိုပူဇော်ပတ်တာကသားလေးဘေးကင်းမှုဆုတောင်းခဲ့ကြပါတယ်။ခဏအကြာမှာတော့မွေကြီးဟာအန်နီယံမပြုတ်ပဲအေးအေးဆေးဆေးပြန်လဲထွက်ခွာသွားခဲ့ပါတယ်။မွေကြီးထွက်သွားပြီးနောက်မှာတော့ပကတ်ထဲကကလေးဟာဘာမှမဖြစ်ပဲအေးအေးလူလူအိပ်ပျော်နေတာကိုတွေ့ရပါတယ်။ဒါတွေမကသေးပဲထူးခြားတာကကလေးရဲ့လေပင်နာမှာအယောင်အဝါတွေတောက်ပနေတဲ့ဗရက်များလုံးတစ်လုံးကိုမွေကြီးကခြံထားရိုက်ခဲ့တာကိုတွေ့လိုက်ရပါတော့တယ်။မွေကြီးစီကရခဲ့တဲ့ဗရက်များလုံးအကြောင်းကိုတထေးကကြားသိသွားတဲ့အခါမှာတော့အဲ့ဒီဗရက်များဟာသူ့ခြံထဲမှာတွေ့တာဖြစ်လို့သူ့ပစ္စည်းသာဖြစ်ရမယ်ဆိုပြီးအတင်းအဓမ္မသိမ်းယူလိုက်ပါတော့တယ်။ဆင်းရဲတဲ့နိုင်ဟူနဲ့နန်းချန်တို့လင်မယားမှာတော့မတက်တာပဲဗရက်များကိုပေးလိုက်ရပါတယ်။ဒါပေမဲ့ဗရက်များကတထေးလက်ထဲရောက်သွားပြီးတဲ့နောက်မှာတော့အံ့ဩစရာကောင်းတဲ့ကံဆိုးမှုတွေဖြစ်ပေါ်လာပါတော့တယ်။အရင်ကစီကားပြီးချမ်းသာခဲ့တဲ့တထေးအိမ်ဟာတဖြည်းဖြည်းဆင်းရဲမွဲတည်လာသလိုအိမ်သားတွေလည်းအကြောင်းပြချက်မရှိဘဲဖျားနာတာကျန်းမာရေးညံ့တာတွေဇက်တိုက်ကြုံတွေ့လာရပါတယ်။ဒီတော့မှတထေးကဒီအဖြစ်အပျက်တွေဟာကလေးစီကဗရက်များကိုမတရားယူခဲ့လို့ဖြစ်တာဆိုတာတတိဝင်လာပြီးတော့ဗရက်များကိုနိုင်ဟူတို့လင်မယားစီပြန်ပေးလိုက်ပါတော့တယ်။ဗရက်များပြန်ရပြီးတဲ့နောက်မှာတော့တထေးအိမ်ကအခြေအနေတွေဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လဲကောင်းမွန်သွားခဲ့ပါတယ်။ဒီဖြစ်ရကြောင်းတထေးဟာနိုင်ဟူတို့မိသားစုပေါ်အရင်လိုအလောက်ကျန်းနေမခိုင်းတော့ပဲကိုကြီးဆောက်ရှောက်ပေးခဲ့ပါတယ်။သားလေးပူအသက်9နှစ်အရွယ်ရောက်တဲ့အခါမှာတော့မိဘတွေကဝစ်တီလောင်ကျောင်းကဆရာတော်စီမှာပညာသင်ဖို့အပ်နိုင်ခဲ့ပါတယ်။ပူဟာတခြားကလေးတွေထက်ဉာဏ်ရည်ထက်မြက်ပြီးစာပေတွေကိုအလွန်အမြန်အဆန်တက်မြောက်ခဲ့ပါတယ်။ပူအသက်15နှစ်အရွယ်မှာတော့ဆရာတော်ကကိုရင်ဖြစ်ဝတ်ပေးလိုက်ပါတယ်။အဲ့ဒီအခါမှာမိဘတွေကငွေကြီးပေးခဲ့တဲ့ဗရက်များလုံးကိုကိုရင်လေးပူးစီမှာအဆောင်ရောင်ဖြစ်ပြန်လဲအနှံမိခဲ့ပါတယ်။ကိုရင်လေးဟာပညာရက်တွေကိုအပတ်တကုတ်လေ့လာခဲ့ရမှာငငယ်ရွယ်နဲ့ပဲကျန်းကန်တွေကိုတစ်ဖက်ကန်းခတ်တက်မြောက်ခဲ့လို့ဆရာသမားတွေရဲ့ချစ်ကျူးမှုကိုအမြဲတမ်းရရှိခဲ့ပါတယ်။အသက်22နှစ်ပြည့်တဲ့အခါမှာတော့ကိုရင်လေးပူးဟာယဟန်ဖြစ်သို့ရောက်ရှိလာပါတယ်။ယဟန်ပြူတဲ့အခါမှာတော့ထူးထူးခြားခြားပဲလှေလေးစင်းကိုရှင်တွဲပြီးရေပေါ်မှာပစင်းခံခဲ့ကြတာပါ။အဲ့ဒီချိန်ကစပြီးအရှင်သူမြတ်ကိုတာမီရာမူလို့ပွဲအမည်သမုတ်ခဲ့ကြပါတယ်။ယဟန်ဖြစ်ပြီးတဲ့နောက်3နှစ်တိုင်တိုင်တရားဓမ္မတွေကိုဆက်လက်လေ့လာခဲ့ပြီးမိမိရဲ့ဇာတိမြေကိုခဏပြန်လာခဲ့ပါတယ်။ဒါပေမဲ့အရှင်သူမြတ်ရဲ့ပညာလူလားတဲ့စိတ်ကြောင့်သာသနာထွန်းကားရာအယုဒ္ဓယမြို့တော်စီကိုခရီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့။အရှင်သူမြတ်ဟာအယုဒ္ဓယမြို့တော်ကိုတွားရောက်ဖို့အတွက်နိုင်အင်းလို့ခေါ်တဲ့ကုံတယ်ကြီးရဲ့တင်မောမှာလိုက်ပါခွင့်တောင်းခဲ့ပါတယ်။လန်ခီမှာတင်မောသားတွေနဲ့အတူနခွန်စီသမရတ်မြို့ကဖျားတွေကိုဝင်ရောက်ဖူးမြော်ပြီးခီးဆက်ခဲ့ကြပါတယ်။ဒါပေမဲ့တင်မောထွက်ပြီး3ရက်အကြာမှာတော့မမျော်လင့်ပဲကောင်းငင်ရံမှာမုန်တိုင်းတွေပြင်းထန်စွာကျရောက်လာပါတော့တယ်။မုန်တိုင်းကဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဆိုရင်3ရက်3ညတိုင်တိုင်တင်မောဟာပင်လယ်အလယ်မှာဘဲမှရွှေ့မရပဲရက်တက်နေခဲ့ရပါတယ်။မုန်တိုင်းငြိမ်သွားတဲ့အချိန်မှာတော့နောက်ထပ်ပြဿနာကြီးတစ်ခုပေါ်လာပြန်ပါတယ်။အဲ့ဒါကတော့
တင်းမောပေါ်မှာတောက်သုံးမှုအတွက်တင်ဆောင်လာတဲ့တောက်ရည်တွေအကုန်ကုန်သွားတာပါပဲ။တင်းမောသားတွေဟာရေငတ်လွန်းလွန်းအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။ဒီအခါမှာတင်းမောတကြီးနိုင်အင်းကငါတင်းမောစီးလာတဲ့တသက်ဒီလိုကန်ဆိုးမှုမျိုးတစ်ခါမှမကြုံဘူးဘူး။ဒါဟာဒီရဟန်းကိုတင်းမောပေါ်တင်လာမိလို့ပဲဖြစ်ရမယ်ဆိုပြီးအရှင်သူမြတ်ကိုအပြစ်ဖို့ပါတော့။ဒါကြောင့်အရှင်သူမြတ်ကိုတင်းမောပေါ်ကနေနှင်ထုတ်ဖို့ဆုံးဖြတ်ပြီးလေငယ်လေးတစ်စင်းနဲ့ကျွန်းတကျုံပေါ်မှာပြစ်ထားခဲ့ဖို့ပြင်ဆင်ကြပါတယ်။အရှင်သူမြတ်ဟာလေငယ်လေးပေါ်ရောက်တဲ့အခါမှာတင်းမောသားတွေရင်ငတ်ပြီးဒုက္ခရောက်နေတာကိုမြင်တွေ့ရတာကြောင့်ဂယုဏတက်သွားပါတယ်။ဒါနဲ့ပဲအရှင်သူမြတ်ဟာလှေပေါ်မှာမတ်တက်ရက်ပြီးမိမိရဲ့ဘဲဘက်ခြေထောက်ကိုပင်လယ်ရေထဲသို့နှစ်လိုက်ပါတော့တယ်။ပြီးနောက်တင်းမောသားတွေကိုအဲ့နေရာကရေကိုခတ်တောက်ကြည့်ကြစမ်းလို့မိန့်ကြားလိုက်ပါတယ်။တင်းမောသားတွေကလည်းမယုံတဝက်ယုံတဝက်နဲ့ရေကိုခတ်မြည်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်ပဲငန်နေတဲ့ပင်လယ်ရေတွေဟာမိုးရေလိုချို့အေးနေရကိုတွေ့လိုက်ရပါတယ်။ဒီသတင်းဟာတင်းမောတစ်စီးလုံးကိုပြန့်နှံ့သွားပြီးတင်းမောတကြီးကိုယ်တိုင်စင်းမြည်ကြည့်တဲ့အခါမှာတော့လေလဲဘိန်းဝိုင်းလောက်ရှိတဲ့နေရာကရေတွေဟာတကယ်ပဲချို့နေရကိုတွေ့လိုက်ရပါတယ်။အရှင်သူမြတ်ရဲ့တကောအာနုဘော်ကိုမြင်လိုက်ရတဲ့တင်းမောတကြီးဟာမိမိရဲ့မှားရွေးတဲ့လုပ်ရအတွက်အလွန်ကြောက်ရွံ့သွားပြီးအရှင်သူမြတ်ကိုတင်းမောပေါ်ပြန်လဲပင့်ဆောင်ကဝင်ချတောင်းပန်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့်ပဲအရှင်သူမြတ်ဟာလောင်းပူထွက်ပင်လယ်ရေကိုချိုစေခဲ့သူဆိုတဲ့အမည်နာမနဲ့ယနေ့တိုင်ကြော်ကြားလာခဲ့တာဖြစ်ပါတော့တယ်။အရှင်သူမြတ်ဟာအယုဒ္ဓယမြို့တော်ကိုဘေးကင်းစွာရောက်ရှိသွားပြီးမြို့ပြင်ကတိတ်ဆိတ်အေးချမ်းတဲ့ကျောင်းတိုက်တစ်ခုမှာသတင်းသုံးကတရားဓမ္မတွေကိုဆက်လက်လေ့လာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အယုဒ္ဓယပြည်ကြီးကိုဘုရင်မင်းမြတ်ဧကထုသူတို့ကအုပ်ချုပ်နေတာပါ။တနေ့မှာတော့တေဝိလင်္ကာနိုင်ငံကဘုရင်ဟာအယုဒ္ဓယကိုစစ်မတိုက်ပဲလက်အောက်ခံဖြစ်စေဖို့အတွက်အကြံဖန်ညံစမ်းတစ်ခုနဲ့စိန်ခေါ်လိုက်ပါတော့။တေဝိလင်္ကာဘုရင်ဟာရွှေစင်တွေကိုအရေးဖြောပြီးမကြီးရွက်အရွယ်လောက်ရှိတဲ့အလွန်သိငယ်တဲ့ရွှေစလုံးပေါင်း8400ကိုပြုလုပ်စေပါတယ်။ပြီးနောက်ပညာရှိပုံနာ9ယောက်ကိုလှေ9စင်ရတနာပစ္စည်းများစွာနဲ့အတူအယုဒ္ဓယစီဆဲလွတ်လိုက်ပါတယ်။သူတို့ရဲ့စိန်ခေါ်မှုကတော့ဒီရွှေစလုံး8400ကို9ရက်အတွင်းမှာဗုဒ္ဓရဲ့တရားတော်တွေဖြစ်အောင်အစဉ်လိုက်ပြန်စီပေးရမယ်ဆိုတာပါပဲ။အကယ်၍အယုဒ္ဓယဘက်က9ရက်အတွင်းအောင်မြင်အောင်မစီနိုင်ရင်တော့အယုဒ္ဓယပြည်ကြီးဟာတေဝိလင်္ကာကိုနှစ်စဉ်ရွှေပန်းငွေပန်းတွေနဲ့အတူလက်ဆောင်ပဏာတွေဆက်တရမယ်လက်အောက်ခံနိုင်ငံဖြစ်သွားရမှာပါ။ဘုရင်မင်းမြတ်ဟာတိုင်းပြည်အတွင်းမှာရှိတဲ့ပညာရှိတွေဆရာတော်ကြီးတွေကိုအကုန်ပင့်ဖိတ်ပြီးစီကိုင်းမိမယ်6ရက်တိုင်အောင်ဘယ်သူမှအောင်မြင်အောင်မစီနိုင်ခဲ့ကြပါဘူး။ဘုရင်မင်းမြတ်ဟာတိုင်းပြည်ကိုလက်လွတ်ရတော့မဲ့ဘေးကြောင့်စိုးရိမ်လွန်းလွန်းအိမ်မရစားမရဖြစ်နေစဉ်မှာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာအနောက်ဘက်အရက်ကနေစင်ဖြူတော်တကောင်ဟာနန်းတော်တွေကိုဆက်ဆက်မြဲမြဲဝင်လာတာကိုမြင်လိုက်ရတာပါ။မနက်မိုးလင်းတော့ပရောဟိတ်တွေကဒါဟာအနောက်ဘက်ကနေကြွလာမဲ့ရဟန်းငယ်တစ်ပါးကတိုင်းပြည်ကိုကယ်တင်ပေးမဲ့နမိတ်လို့ဖတ်ကြားခဲ့ကြပါတယ်။အဲ့ဒီနေ့မှာပဲနန်းတော်ကအရာရှိတွေဟာအနောက်ဘက်အရက်ကကျောင်းထိုက်မှာသတင်းသုံးနေတဲ့အရှင်သူမြတ်ကိုတွားရောက်တွေ့ရှိခဲ့ပါတယ်။အရာရှိတွေကရွှေစလုံးဗဟေလိအကြောင်းရှောက်ထားပြီးတိုင်းပြည်ကိုကယ်တင်ပေးဖို့တောင်းပန်တဲ့အခါမှာတော့အရှင်သူမြတ်ကငါကိုတော့တက်နိုင်မလားတော့မသိဘူး။ဒါပေမဲ့စမ်းကြည့်ပေးမယ်လို့မိန့်ကြားပြီးနန်းတော်စီကြွလန်းလာခဲ့ပါတော့တယ်။ရှင်သူမြတ်ဟာနန်းတော်တကဝကိုရောက်တဲ့အချိန်မှာပဲထူးခြားတဲ့တကောအာနုဘောကြောင့်ခြေလန်းလှလိုက်တဲ့ကြောက်ပြားဟာနှစ်ချမ်းကွဲသွားခဲ့ပါတယ်။နန်းတော်ထဲမှာတော့တိရိလင်္ကာကလာတဲ့ပုံသား9ယောက်ဟာအရှင်သူမြတ်ကိုမြင်တဲ့အခါဒီလောက်ငယ်တဲ့ယဟန်ကငါတို့ရဲ့ဗဟေလိကိုဘယ်လိုလုပ်ဖြေနိုင်မှလဲဆိုပြီးမထီမဲ့မြင်နဲ့လှောင်ပြောင်နေကြပါတယ်။ဒါပေမဲ့အရှင်သူမြတ်ဟာဘသူ့ကိုမှဂရုမစိုက်ပဲရွှေစလုံးတွေထည့်ထားတဲ့တပိတ်ကိုယူစိတ်ကိုတည်ငြိမ်စွာထားပြီးအဋိဌံပြုလိုက်ပါတယ်။ပြီးတော့တပိတ်ထဲကရွှေစလုံးတွေကိုတွန်းချလိုက်ပြီးသလုံးချင်းစီကိုအစင်လိုက်စနစ်တကျပြန်စီပါတော့တယ်။အန်ဩစရာကောင်းတာကအရှင်သူမြတ်ဟာပုံနာတွေနဲ့စကားပြောရင်းနဲ့အေးစစ်စစ်စီနေတာတော့စလုံးတွေဟာအစီအစဉ်တကျဖြစ်လာခဲ့တာပါစလုံးတွေစီးလို့ပြီးကန်ဒီမှာတော့အရှင်သူမြတ်ကစလုံး9လုံးလိုနေတာကိုသတိထားမိသွားပါတယ်ဒါဟာတမင်တက်တက်လှုပ်ထားတာဆိုတာသိတဲ့အတွက်စလုံး9လုံးလိုနေသေးတယ်အဲ့ဒီစလုံးတွေဘယ်မှာလဲလို့ပုံနာတွေကိုမေးလိုက်ပါတယ်ပုံနာတွေဟာအရှင်သူမြတ်ရဲ့တကွဲကိုကြောက်ရွံ့သွားပြီးသူတို့ဝတ်ထားတဲ့ရွှေစလုံး9လုံးကိုထုတ်ပေးလိုက်ရပါတော့တယ်နောက်ဆုံးမှာတော့အရှင်သူမြတ်ဟာတတ်မှတ်ထားတဲ့အချိန်အတွင်းမှာပဲရွှေစလုံး8400စလုံးကိုတရားတော်တွေဖြစ်အောင်မြင်စွာစီပေးနိုင်ခဲ့ပါတယ်
တပီလုံးမှာလည်းအောင်ပွဲခံတန်းတွေတာရုခွာတန်းတွေနဲ့ဆူညံသွားပါတော့တယ်။ဘရင်မင်းမြတ်ဟာလည်းတိုင်းပြည်ကိုသိမ်းပိုက်ခံရမယ့်ဘေးကကက်တင်မိတဲ့အတွက်အရှင်သူမြတ်ကိုအလွန်ကြည်ညိုသွားပြီးဖုံးတော်ကြီးမားသောအရှင်သူမြတ်လိုအထိပ္ပယ်ရတဲ့ဘွဲတစိတ်တော်ကိုစက္ကပ်လှူဒန်းခဲ့ပါတယ်။ဒီလိုနဲ့အရှင်သူမြတ်ဟာတိုင်းပြည်ရဲ့ကျေးဇူးရှင်ကြီးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ရှင်သူမြတ်ဟာနာမည်ကျော်ကြားမှုကိုမမှတ်မောပဲကျောင်းတိုက်ကိုပြန်ပြီးတရားဓမ္မတွေကိုပဲအေးအေးချမ်းချမ်းဆက်လက်ပွားများနေခဲ့ပါတယ်။နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့အယုဒ္ဓယပြည်ကြီးမှာဘလို့ဆေးနဲ့မှကုမရတဲ့ပြင်းထန်တဲ့ကပ်ရောဂါဆိုးကြီးတစ်ခုထပ်မံကျရောက်လာပြန်ပါတော့တယ်။အယုဒ္ဓယပြည်ကြီးမှာကာလာဝမ်းယောဂါလိုမျိုးပြင်းထန်တဲ့ကပ်ရောဂါဆိုးကြီးကျရောက်လာတဲ့အခါပြည်သူတွေဟာအဆုလိုက်အပြုံလိုက်တည်ဆုံးကုန်ကြပါတယ်။ဘရင်မင်းမြတ်လည်းဘလို့နီးနဲ့မှကုသလို့မရတော့တဲ့အတွက်နောက်ဆုံးမှာတော့အရှင်သူမြတ်ကိုပဲအားကိုးတကြီးနဲ့နန်းတော်တွေကိုထပ်မံပေးဆောင်ခဲ့ရပြန်ပါတယ်။အရှင်သူမြတ်ဟာယရနာသုံးပါးရဲ့ခုံကျေးဇူးနဲ့မိမိပိုင်ဆိုင်ခဲ့တဲ့စမ်းကြဲတဲ့ဗရမ ्या လုံးရဲ့အာနုဘော်ကိုအာယုံပြုပြီးပရိတ်ရည်တွေစီရင်လိုက်ပါတယ်။ပြီးနောက်အဲ့ဒီပရိတ်ရည်တွေကိုတပီလုံးကပြည်သူတွေကိုလိုက်လံဖျမ်းမိခဲ့ရမှာတော့မယုံနိုင်စရာကောင်းအောင်ပဲကက်ယောဂါဆိုးကြီးဟာတဖြည်းဖြည်းလျော့ပါပျောက်ကွယ်သွားပါတော့တယ်။ဒီဖြစ်အကြောင်းအရှင်သူမြတ်ဟာတိုင်းသူပြည်သားအားလုံးရဲ့ကြည်ညိုရာပုဂ္ဂိုလ်လူကြီးဖြစ်လာခဲ့ပါတယ်။အချိန်တွေကြာလာပြီးအရှင်သူမြတ်တတ်တော်ကြီးရင်လာတဲ့အခါမှာတော့မိမိရဲ့ဇာတိမြေဖြစ်တဲ့တောင်ပိုင်းဒေသကိုပြန်မို့ဆုံးဖြတ်လိုက်ပါတယ်။အရှင်သူမြတ်ပြန်ကြွလာတဲ့လမ်းခရီးတစ်လျှောက်နားခိုခဲ့တဲ့နေရာတိုင်းဟာလည်းအရှင်သူမြတ်ရဲ့ဖုံးကန်ကြောင့်အလွန်ထူးခြားတဲ့နေရာတွေဖြစ်လာခဲ့ပါတယ်။တနေရာမှာဆိုရင်အရှင်သူမြတ်နားခိုပြီးပြန်ကြွသွားတဲ့အခါကြီးညိုလွန်းတဲ့ရွာသားတွေကအဲ့ဒီနေရာကိုမြေတောင်တွေမြောင်းရီမြောင်းတွေပတ်ပြီးအမျက်တနိုးနဲ့တန်ရှင်းတဲ့နတ်မြေဖြစ်ယနေ့တိုင်ပူဇော်နေကြပါတယ်။နောက်ထပ်ခီးတနေရာမှာလည်းအရှင်သူမြတ်ခက်တနာခိုခဲ့တဲ့ဇီယက်လေးဟာနောက်ပိုင်းမှာအလွန်တကိုးကြီးတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒီဒေသကလူတွေဟာယခုထက်ထိအပတ်စဉ်ကြာလာပေးနေတိုင်းမှာရိုးရာမုံတွေလုပ်ပြီးအရှင်သူမြတ်ကိုရည်စူးကပူဇော်ပွဲတွေကျင်းပကြတဲ့အထိသရတရားထက်သန်နေကြတာပါ။နောက်ဆုံးမှာတော့အရှင်သူမြတ်ဟာမိမိရဲ့ဇာတိမြေကဝဖက်ကိုကျောင်းလိုက်ကိုရောက်ရှိလာပါတယ်။ပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုကြပြီးအရှင်သူမြတ်ကိုကျောင်းတော်ကြီး၏အရှင်သခင်လို့အဓိပ္ပာယ်ရတယ်။စွမ်းတက်ကြောက်ဖက်ခိုးဆိုတဲ့ဘွဲအမည်သက်ကိုထပ်မံကတ်လူခဲ့ကြပါတယ်။အရှင်သူမြတ်ဟာအဲ့ဒီကျောင်းလိုက်မှာပဲအေးချမ်းချမ်းသတင်းတောင်းနေစဉ်အတွင်းတနေ့မှာတော့အရှင်သူမြတ်ဟာမိမိရဲ့ကောက်ကောက်ကွေးကွေးတောင်ဝင်းလေးကိုကင်ပြီးပင်လယ်ကမ်းခြေမှာလမ်းလျှောက်ထွက်နေတော့ကမ်းခြေနားကိုကတ်လာတဲ့ပင်လယ်ဓမြတင်မော်တစင်းနဲ့ဆုံခဲ့ပါတယ်။ဓမြတွေဟာအရှင်သူမြတ်ကိုမြင်တော့အတင်းအဓမ္မဖမ်းဆီးပြီးတင်မောပေါ်တင်သွားကြပါတော့တယ်။ဒါပေမဲ့ဓမြတွေတင်မောရွက်လင်ပြီးထွက်ခွာဖို့ကြိုးစားတဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်တင်မောဟာပင်လယ်အလယ်မှာကြောက်ချထားသလိုရက်တက်နေပြီးဘလို့မှရွှေ့လို့မရဖြစ်နေပါတယ်။လေတိုက်နေပေမဲ့လည်းတင်မောကရှိမတိုးနိုင်ပဲရက်အတော်ကြာအောင်ရက်နေခဲ့ရပါတယ်။ဒီလိုနဲ့တင်မောပေါ်မှာပါလာတဲ့တောက်ရည်တွေဟာကုန်ခန်းသွားပြီးဓမြတွေဟာရေငတ်လို့သေပေးနဲ့ရင်ဆိုင်ရပါတော့တယ်။အရှင်သူမြတ်ဟာဓမြတွေဒုက္ခရောက်နေတာကိုမြင်တဲ့အခါမှာတော့ဂယုဏတက်ပြီးတခါကလိုပဲအံ့ဘွယ်တကိုးကိုပြခဲ့ပါတယ်။အရှင်သူမြတ်ကတင်မောသားတစ်ယောက်ကိုတင်မောနှစ်ဘဲကိုနည်းနည်းဆောင်းမေးပါလို့ခိုင်းပြီးမိမိရဲ့ခြေထောက်ကိုပင်လယ်ရေထဲနှစ်လိုက်ပါတယ်။ပြီးတော့ဒီနေရာကရေကိုခတ်တောက်ကြဆန်းလို့မိန့်ကြားခဲ့ပါတယ်။ဓမြတွေကငန်းဆက်နေတဲ့ပင်လယ်ရေတွေကချိုမိန်နဲ့တောက်ရည်ဖြစ်သွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့အရှင်သူမြတ်ဟာတာမန်လူမဟုတ်ဘူးဆိုတာသိသွားပြီးတောင်းပန်ကြောကြကကမ်းခြေကိုပြန်လဲပို့ဆောင်ပေးခဲ့ရပါတယ်။လမ်းမှာအရှင်သူမြတ်ဟာညောင်းညာတာနဲ့တစ်ပင်တစ်ပင်ကြားမှာမိမိရဲ့တောင်ဝေးကိုမိထားခဲ့ပါတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီတစ်ပင်တွေဟာကြီးထွားလာတဲ့အခါမှာအရှင်သူမြတ်ရဲ့တောင်ဝေးအတိုင်းကောက်ကောက်ကွေးကွေးကြီးဖြစ်လာခဲ့တာပါ။အဲ့ဒီတောင်ဝေးပင်တွေဟာအခုထိဝဖခိုးကျောင်းလိုက်မှာရှိနေတော့မယ်လို့ဆိုပါတယ်။အရှင်သူမြတ်တက်တော်အရန်ကြီးရင်လာတဲ့အချိန်မှာတော့ထူးဆန်းတဲ့ကိုရင်လေးတစ်ပါးပေါ်လာပါတယ်။အဲ့ဒီကိုရင်လေးဟာဖျားလောင်အရိတ်မြစ်ထရာကိုဖူးချင်ပါတယ်ဆိုပြီးနေတိုင်းဆူတောင်းနေသူပါ။တညမှာတော့နတ်မင်းကြီးတစ်ပါးကကိုရင်လေးကိုနတ်ပြည်ကပန်းမုံထာတစ်ပန်းကိုပေးပြီးဒီပန်းရဲ့အစမြစ်ကိုသိရသူဟာဖျားလောင်ပဲသူ့ကိုလိုက်ရှာတော့လို့ပြောခဲ့ပါတယ်။ကိုရင်လေးဟာနတ်ပန်းကိုကင်ပြီးမြို့တကာလှဲ့ကဒီပန်းရဲ့အကြောင်းကိုသိရသူရှိမလားလို့လိုက်မေးခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှမသိကြပါဘူး။နောက်ဆုံးမှာတော့ကိုရင်လေးဟာဝဖခိုးကျောင်းလိုက်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေ့ဟာလပြည့်နေ့ဖြစ်တာကြောင့်ကျောင်းတိုက်ကယဟန်တန်ကအားလုံးဥပုပ်ပြုဖို့အတွက်တ
တိန်ထဲကိုအစင်လိုက်ဝင်နေကြတဲ့အချိန်ပေါ့ကိုရင်လေးဟာတိန်တကားဝမှာရက်ပြီးရဟန်းတစ်ပါးချင်းစီကိုနတ်ပန်းကိုပြပြီးလိုက်မေးပေမဲ့ဘသူကမှမသိကြပဲကြော်သွားကြပါတယ်အားလုံးဝင်သွားပြီးတဲ့နောက်မှာတော့ဒီเจ้าမှာကြွမလာသေးတဲ့ရဟန်းရှိသေးလားလို့မေးလိုက်တဲ့အခါမှာတော့အရှင်သူမြတ်လောင်းမှုထွက်သတင်းသုံးတဲ့ကျောင်းဆောင်ရှိသေးကြောင်းသိရပါတယ်ကိုရင်လေးဟာအရှင်သူမြတ်ရဲ့ကျောင်းဆောင်စီတွားရောက်ပြီးခါတော်ပြုလိုက်တဲ့အခါမှာတော့အရှင်သူမြတ်ဟာပန်းကိုမြင်မြင်ချင်းပဲဒါဟာနတ်ပြည်ကလာတဲ့မုံထာတစ်ပန်းပဲဒီပန်းကိုဘသူကပေးလိုက်တာလဲလို့ချက်ချင်းမိန့်ကြားလိုက်ပါတယ်ကိုရင်လေးဟာမိမိရှာနေတဲ့ဖျားလောင်းအလောင်းလျာပုဂ္ဂိုလ်ထူကိုတွေ့ပြီဆိုတာသိလိုက်ရလို့ဝမ်းသာလွန်ပြီးမျက်ရည်တွေကျကအရှင်သူမြတ်ကိုပန်းလိုပြီးကြော့ခဲ့ပါတယ်အရှင်သူမြတ်ဟာနတ်ပန်းကိုလက်ခံရရှိပြီးနောက်မှာတော့ကျောင်းဆောင်တကားကိုပိတ်လိုက်ပြီးဘယ်တော့မှပြန်မထွက်လာတော့ပါဘူးအဲ့ညမှာပဲဝါပကိုးကျောင်းသားရဲ့ကောင်းငင်ရံမှာအလွန်ကြီးမားတောက်ပတဲ့အလင်းတန်းကြီးတစ်ခုပေါ်ထွက်လာပြီးကျောင်းတိုက်ကိုသုံးမှတ်ပတ်ခါအရှိတောင်ဘက်အရက်စီကိုလွင့်ပြန်သွားတာကိုရွာသားတွေအားလုံးမြင်လိုက်ကြရပါတယ်ဒီဖြစ်ရဟာအရှင်သူမြတ်လောင်းမှုထွက်ပြန်လွန်တော်မူပြီးနတ်ပြည်ဆန်သွားပြီဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်အရှင်သူမြတ်ဟာရုပ်ကလပ်ကိုမချန်ခဲ့ပဲတကိုးနဲ့ကြွသွားခဲ့တာလို့လည်းတချို့ကယုံကြည်ကြပါတယ်ဒီနေ့ခေတ်မှာတော့အရှင်သူမြတ်ရဲ့ရုပ်ပွားတော်တွေကိုထိုင်းနိုင်ငံတဝန်းမှာသာမကမြန်မာပြည်မှာပါကြီးညိုကြပြီးအရှင်သူမြတ်ရဲ့ဂုဏ်တော်ကိုအာရုံပြုံနေတဲ့အန်ရဲ့ကင်းမီလက်လာပါပေါ်များတယ်လို့ယနေ့တိုင်လူအများကအခိုင်အမာယုံကြည်နေကြပါတော့တယ်။ Shine Story မြန်မာကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ရှုဖို့ channel ကို subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။